ခင်ခင်တို့နဲ့အိမ်တော်ကြမှာမေးကြည့်ရတယ်မင်းငါဘာလို့ယူတာတော့လို့အတန်ကောင်းလို့လားဒါဒီရုပ်ချောလို့လားမဟုတ်ဘူးတဲ့တော့အာနာလို့ယူတာတဲ့ပြန်လာပြီးအဲ့ပစံငါရှင်းမယ်အခုငါမိမမနဲ့ပြန်ဖွာတော့မှာမိဖွာတော့မှာသူဖတ်နေတဲ့စာအုပ်ငါသွားလဲရုံပဲပြန်လာခဲ့မယ်ဒီစမောင်မင်းတော့ကောင်းလုပ်ပြီးဘုံမင်းတို့ကမွေးပြီးပြီလေလုပ်ပြီးမလုပ်နဲ့ငါကအခုအရေးကြီးလို့ပါမင်းတို့ပြောတဲ့အတိုင်းဆိုအရေးကြီးနေပြီအိမ်ခဏလေးပြန်ပြီးစာအုပ်ချင်းလဲပြီးငါပြန်လာမှာတက်တော့90ဆရာတော်ကြီးကိုမောင်မုံဖို့ကြိုးစားပါလားဦးစင်းတွေကထပလာပြားနဲ့တက်ရိုက်တာပြေးတာထမိတ်မပါဘူးခင်ခင်တို့နဲ့အိမ်တော်ကြမှာမေးကြည့်ရတယ်မင်းငါဘာလို့ယူတာတော့လို့အတန်ကောင်းလို့လားဒါဒီရုပ်ချောလို့လားမဟုတ်ဘူးတဲ့တော့အာနာလို့ယူတာတဲ့ဟဲ့ဘယ်နဲ့အာနာလို့ယူရမှာတော့ကြံရင်မိုးကြိုက်တော့မှာညာကြီးကောင်ကျုပ်ကတရားခံဖြစ်တော့မှာတဲ့မြန်မြန်ယူမှဖြစ်မဆိုယူတာတဲ့အခုမဟုတ်ဘူးကျွန်တော်တို့ရက်ကွအခုကျွန်တော်တို့အိမ်ဘေးတက္ကသိုလ်ကျောင်းသူလေး2ယောက်တညာလုံးဒီကောင်တွေကတလာတီးတယ်ကောင်းရတာကျွန်တော်တို့လည်းတခါမှပစ္စည်းမပြောက်တော့ဒီကောင်တွေရှိတော့လုံရွေးရနဲ့9ယောက်လာတာ9ယောက်စိုက်ကဲ9စီးနဲ့အိမ်ရှိမှာကျွန်တော်တရက်တော့ထွက်မိတယ်ငါသားရီလို့ဟိုကောင်မလေးက2ယောက်တည်းမင်းတို့9ယောက်တော့ရှိတယ်ဘယ်သူနဲ့ကြိုက်တာတော့ဟောဆိုအဲ့ဒါတော့ကန်တိုက်ပဲတယ်ဟာအချစ်ကလည်းကန်တိုက်ရှိသလားကွာကောင်းလိုက်တာစပင်ကအချုံနေနဲ့ဒီကောင်တွေကအဲ့ဒါဘာကီခေါ်လဲဆိုတော့ဒူရင်သီးကေတယ်နေဝင်းမြင့်အဲ့ကလေးဒူရင်သီးအလကားရတာမစားတော့သပင်ကနေတစ်ချက်နဲ့အဝါတစ်ချက်နောက်ကအစိမ့်နဲ့ဟာမင်းတို့ကောင်းပေါ်စက်ကိုကျေပြူလေးတစ်လုံးညှက်ပြီးတင်လိုက်ရင်နိုင်ငံတော်အလံဖြစ်ပြီကွာဟာဝန်းနေစားပြီတဲ့ဒီကောင်များလူကလှုပ်နေတာအဲ့ကောင်ငင်းနေပါပုံငင်းနေလို့မရဘူးတဲ့အဲ့ဒါစတိုင်းနဲ့အဲ့စတိုင်းမလို့နဲ့မင်းတို့ကဗမာဆရာကောင်းပြအဲ့ဒါတော့ချပါတာခေါ်တယ်ဟောဦးနေရောဆောက်ရောတဲ့အတန်နေလည်းပြောင်းသွားပြီအတန်နေပြောင်းသွားပြီကြည့်လိုက်တော့ဒီမှာကျိုးကလေးနဲ့ကောက်ကလေးပါလို့မေးကြည့်တယ်ငါသားအဲ့ဒီကောက်လေးကဘာတော့အဲ့ဒါခွေးဆွဲတယ်ခွေးဆွဲပေါ့တောင်းဟောဦးနေတော့ရှင်းဘယ်လိုရှင်းမလဲစတိုင်းနေတဲ့ကောင်မလေးကခွေးဆွဲပါမှကြိုက်တာလေဟောဗျမင်းကြိုက်တာမဟုတ်ဘူးလားဟောဦးနေတော့နေထုတ်လှမ်းတော့မယ်အောင့်နေပြီလေကျွန်တော်နေထုတ်လှမ်းမလို့တဲ့ဘာလို့ဆိုအောင့်နေပြီလေတိုင်းပြည်နဲ့လူမျိုးကအားထားတော့တဲ့လက်မောင်းလက်ယုံဟောက်လောက်ရှိတယ်လက်မောင်းကအင်ကြီးရွှတ်ထားသေးတဲ့ဒီကောင်ကဒီမှာတရုတ်နဂတွေကဗမာနဂနဘာလုံးတာထုံးစံတိုင်းမှာပဲဘယ်သူနိုင်မှမသိဘူးရှုပ်ချက်ခတ်လို့ဒီအပေါ်မှာခုံလေးဒီလမ်းပြလောက်ရှိစာရေးထားတဲ့တက်တူပေါ့အုံခုခံခုံတော့ဟာငါသားအဲ့ဒါဘာအင်းလဲအင်းမဟုတ်ဘူးလေအဲ့ဆေးပို့လို့ထိုးပေးရတာပဲအမေအိတ်နေတော့နရမ်းတစ်ဖက်အသားဖြုတ်သွားကြထိုးတာနဲ့ဘောက်ကိုဘောက်ဆိုဖောက်သွေးနေတယ်အမေတစ်ဖက်သားတစ်ဖက်အမေကလည်းတစ်နှစ်လောက်ရှိတယ်နရမ်းတစ်ဖက်မပါတာအမေကလည်းမသိဘူးတလှုပ်နေဒီကောင်နေအိမ်ဘေးကကောင်မေကအဝတ်လျှော်အဖေကလည်းသမားကျွန်တော်ကြည့်နေတယ်ကချင်းပေါင်းပြီးဟောဒီပေါင်မှာတက်နေတယ်အေးနဲ့ချွေးချွေးပေါက်တွေတက်ကြတယ်ဟဲ့ကောင်ဆိုဟာဦးနေဘောက်လာတော့မရကွာချောင်းနေအများကြီးရှိပါတယ်ကွာစတိုးဆိုင်တွေမှာမင်းဘယ်နဲ့ဒီပေါင်မှာတက်နေတာကြီးဆွဲတင်နေတော့မင်းငါကြည့်နေနိုင်ဝက်လောက်ရှိပြီဟုတ်တယ်တင်မရဘူးအဲ့ဒါတို့တရားတော်မှာတော့အတ္တကိလမထနုယောဂခေါ်တယ်ကွာအဲ့ဒါကိုနှင်းဆဲတာဟာတို့ဘုရားရှင်တော်မှာဒုက္ခရစရိယကျင့်တဲ့အခါကျတော့ဦးနေခမတရားဘေးချိတ်နောက်ကလာဆွဲစမ်းပါလေတရားဘေးချိတ်ပြီးနောက်ကသွားဆွဲပြရတယ်သူကရှိရအေးနဲ့ဆွဲဒီပေါ်ရောက်ဖို့နောက်ထပ်နိုင်ရောကြတယ်ခါပေါ်ရောက်ဖို့အဲ့ကြမှာဘာဖြစ်လို့လောက်ကြက်ကြည့်ဝေးရတာလို့ငါတူတယ်ကောင်မလေးကအကြက်ကလေးဝတ်ပါဆိုလို့တဲ့အကြက်လွန်သွားလို့တဲ့အဲ့ကြမှာတန်ကျဲသေးလေးမနေ့ခါလေးရှိုက်ပြီးတက်တာကိုနောက်ထပ်10မိနစ်ကြာပြီးတော့မှဇစ်ကိုဆွဲတင်တယ်ဒါလောက်ကြက်တဲ့ပေါင်းပြီဗျာဇစ်ဆွဲတင်တော့နှမကြီးများကတော့ပါရဲ့အောင်မလေးဗျာတဲ့အေးမင်းညက်ပြီမို့လားလို့ဟောအဲ့ဒါစတိုင်းနဲ့ဟောဗျာမင်းတို့ဇင်းညက်တာလဲစတိုင်းလားကွာဒီကောင်တွေကဇင်းညက်တာလဲစတိုင်းနဲ့ပြီးတော့ပြန်ချုပ်ပြီးပေးပါဦးလေ
ဟာမနေဝတ်ထားတာဝတ်ပါအောင်လားဟိုတို့ပါအောင်နဲ့ဆိုပြန်ဝိုင်းချွတ်တော့တူငှားတယ်တူသမန်တလင်းပေါ်တင်ပြီးတူနဲ့ခုတ်နေလို့ဟဲ့ကောင်ဖောက်တာတော့ဒူးကောင်းဖောက်တာလေအဲ့လိုအစင်စင်ပြဲနေမှကောင်းတာလေအိုးမင်းတို့ဖြစ်ကြမှာကွယ်နေဦးမင်းစီးတဲ့ဖဏကဘယ်လောက်ပေးရတော့ဆိုတော့4000နဲ့ဟာမင်းတောင်4000မတန်မနဲ့ဖဏက4000တန်စီးရသလားဟောလို့စောက်ရတဲ့80လည်းကောင်းတယ်အပြစ်တင်တာမပေါ့စင်ဘောကသူတို့လှောင်တာမဟုတ်ဘူးနော်ကျွန်တော်တို့ပြောင်းလာတော့ပြောင်းသွားပြီအမှန်မဲ့တော့ဒီပညာစာပေကိစ္စအလင်္ကာတော်တော်များများပြောင်းသွားတယ်ဆမခင်ခင်တို့ရွာမနစ်တနေရပဲသူဘာကြီးဘုန်းကြီးပြန်လုံတော်မလို့လိုက်သွားတယ်အေးရင်ကျူးတဲ့မင်းသမီးက15နှစ်လောက်ရှိသေးတယ်ဒီဆရာတော်ဘုရားကြီးကသီလကုံသမာဓိကုံပညာကုံဟိုတုန်းကတော့သူတို့မိဘများခင်တို့မိဘများပြောပြတယ်တဲချောင်း14ချောင်းထိုးရတယ်ရွာ14ရွာအလောင်းတော်ကိုတဏှာကြီးထားပြီးပူဇော်ရတယ်ဒါကဒိဋ္ဌိနဲ့လူမဲ့နေ့ဒါကရှင်ဘုရင်နဲ့အလောင်းတော်လူမဲ့နေ့ဒါနတ်ပြည်ကတရားနဲ့လူမဲ့နေ့ပညာကုံသုံးကြတယ်မင်းသမီးတွေသိကောင်းတာပဲတဲ့ပန္တရားတော်တင်မြင့်တော့ဒေါ်မဆိုင်တန်းမြင့်တော့ဒေါ်သားစီခိုင်းတော့ဟောဒီမန္တလေးကဒေါ်ထိပ်သီးတန်းတော့ကောင်းပေကြော်ပေဆိုတဲ့မင်းသမီးကြီးတွေသွားငှားပြီးတော့မှအလောင်းတော်ပူဇော်ခိုင်းတော့တမန္တလုံးငိုကြတာတနေ့လုံးကိုယ့်တဲ့ဆရာတော်ကြီးကောင်းလိုက်တာအလောင်းတော်ကောင်းတဲ့တက်တကယ်သွေးတွေဖြန်းကြအဲ့ဒီထုတိဩဘာမင်္ဂလာယရုပိုက်စုံကြီးတွေဆိုလိုက်ဆရာတော်ကြီးလွန်းတဲ့အလွန်စားလေးဆိုလိုက်ငိုချင်းတွေချလိုက်နဲ့အိုးဟိုတုန်းကမြန်ငိုလိုက်ရတာ14ချောင်း14ကငိုရတယ်ပြောဖို့လေကျွန်တော်ရောက်ခမှာအခုလိုက်သွားတော့မိနစ်တနေ့လိုက်သွားတော့မင်းသမီးလေး15နှစ်သား15နှစ်သမီးလောက်ရှိတယ်ဆိုင်လေးခပြတ်နဲ့ဟိုတုန်းကလည်းတဲချောင်းမန်းတက်တွေအများကြီးမထိုးနိုင်ဘူးဇရိပေါ့အလောင်းတော်ကတော့ဒီမှာပခက်နဲ့ပေါ့အေးရင်တော်ပေါ့ပခက်နဲ့ချိတ်ထားအဲ့ဒါလေးကျိုးလေးနဲ့လွှဲမင်းသမီးကသပင်ဖိုင်ရလေးနဲ့အောင်မလေးဒီလောက်ငယ်တဲ့ခလေးဆိုရင်တော့အနုပညာကြီးလို့ပဲအေးရင်ကျိုးပညာကတော်တော်ကြီးတာတကယ်လည်းကောင်းတယ်မန္တတဲ့ကသူတို့အမျိုးတွေကလည်းတခါလဲငိုဖို့စောင့်နေအစင်းတဲ့အလောင်းတော်လေးလွှဲပြီးတော့ဆိုတယ်ဗျာကောင်းလုံးလို့စာသားကောင်းလုံးလို့ဩຫນွေဦးရောက်ပြီးဖုံပြောက်ပြီလေတဲ့ဟာငိုရမယ့်လူတွေလည်းရည်ရမလို့ငိုရမလို့နဲ့ပြီးတော့မှဆရာတော်ကြီးလက်ညှိုးငေါက်ထိုးတယ်အလောင်းတော်လက်ညှိုးငေါက်ထိုးနေတာအခုတော့သစ္စေရိုးချိုးပြီလားဖေဟာနှုတ်တရဗျာဒုတ်တပြဗျာထဆုံးပါပါဗျာဘုရားတပည့်တော်ကတပည့်အရင်ရောက်ဗျာအရက်ကပြီးတော့တရင်ချမ်းနဲ့ပြေးလာတော့တပည့်တော်တော့မဆောင်ဘူးနော်ဗျာကောင်းသေးလားဖေဟာပြီးတော့မှဆိုင်းကိုမျက်စာပြစ်ပြအောက်ကဆိုင်းကစိန်တူးဝနေမှာပေါ့နော်သူစိန်ကိုင်းလေလို့ကျမနေရပါလေသနာရလို့ပြောနေမဲ့စားမောင်မုံဘူးကျူစားပါလားကွယ်တက်တော်90ဆရာတော်ကြီးကိုမောင်မုံဘူးကျူစားပါလားဦးစင်းတွေကထပလာပြားနဲ့တက်ရိုက်တာပြေးတာထမိတ်မပါဘူးဖြစ်ချင်တိုင်းဖြစ်ကုန်ပြီနင်းနေလို့ဖွဲ့စီပါပဲအခုတော့အမေလေးကိုရဲ့အလှိမ်သွားပြီးအလှကူလိုက်အောင်မယ်မန္တတိုင်ချင်းတူးကလေးကအမေထွက်သွားတာဟိုမှာဖြောခောက်လို့ပြန်မလာဘူး9ရက်အဖေကလွတ်သွားတယ်ဟဲ့ကောင်မင်းအမေသွားရှာသားအလှရှင်နဲ့ရောပြီးနိဗ္ဗာန်များပါသွားလားပါပြန်မလာဘူးမလာပေမဲ့ထမင်းဦးလည်းထမင်းရှိတယ်လူဖွဲ့စီးပဲဗျာအမေမရှိတယ်ထမင်းရှိတယ်အဖေကလည်းဒီလိုပါပဲသူဝန္တာပါတဲ့ကြက်ကလေးပိုက်လို့ဒီကရွှေကျဲသေးလေးနဲ့ပုံတော်ဖဏကလေးစီဟိုဘက်ရွာ2ရက်လောက်ငါကြက်တော့တိုက်လောက်မှအမေသွားလေ2လနဲ့ပြန်မလာပြန်လာတော့လေရွှေကျဲသေးလည်းမပေါ့ဖဏလည်းမပေါ့ကြက်လည်းမပေါ့ဒါမှထမင်းသေးကြတယ်ကျွန်တော်တို့ငယ်တုန်းကထမင်းရတော့ရှိတယ်ပြီးတဲ့ဆိုကမင်းများလက်ထက်ဟိုးဆိုကမင်းများကောင်းလို့လားမသိဘူးအိမ်မှာ4ယောက်မိသားစုရှိတာ4ယောက်စလုံးထွက်ရှာတာအမလေး4ယောက်စလုံးငတ်ဘယ်နဲ့လုံးမလို့တခါပြအတိတ်နမိတ်လည်းကျွန်တော်တို့ယုံလိုက်တာပဲအတိတ်နမိတ်လည်းသိယုံနေကျွန်တော်အမေဆိုယုံပါတယ်ကျွန်တော်လူမျိုးရဲ့ဇယိုက်ပါကျွန်တော်ကအပြစ်တင်တာမဟုတ်ပါဘူးကျွန်တော်ဝိုင်းထဲမှာဟိုအိမ်9လုံးလောက်ရှိတယ်ကြီးကန်းကကျွန်တော်တို့ရဲ့အိမ်ဘက်ပဲလှက်ပြီးအားနဲ့အော်ရင်အမေကလေဝင်းနေသားလို့ကျွန်တော်ငယ်ငယ်က3နှစ်သားသားတို့ရည်တဲ့ဝင်းသားဆရာတော့
ငါတို့အမျိုးတွေလာတော့မှတော့အမေကပြောတယ်ကြီးသာတာအကြီးသာတာနဲ့အမေဘာဆိုင်တော့အမေရဲ့အိုးမင်းမယုံကြည်တယ်ဟုတ်တယ်နော်တပတ်လောက်ရှိတော့အထုပ်ကြီးထုံးငယ်နဲ့အကြီးတို့ဒွေးလေးတို့ကြီးတော်တို့အကုန်လာတာပဲအိမ်မှာတလားလောက်နေစားတော့ပြီးမှပြန်လာကျွန်တော်စဉ်းစားတယ်ဒီကြီးကန်းနဲ့ဒီအမျိုးတွေနဲ့ဘယ်လိုချိတ်ဆက်တယ်လဲဟုတ်တော့တယ်ဟုတ်နေတာအဲ့ဒါကကျွန်တော်သုံးနှစ်သားကျွန်တော်10နှစ်သားလောက်ရောက်တော့အိမ်ကစီးပွားရေးမကောင်းဘူးကြီးကန်းကနားတောင်မနာရဘူးအမေကထင်းချောင်းနဲ့လှမ်းပြပါလိုက်မှဆိုလို့ဧည့်သည်လာမှဆိုလို့ရင်နှွေးငှဲ့တယ်အမေကရင်နှွေးပဲကလေးတဲ့လက်ဖက်ချောက်ရိုးလေးကဟုတ်လို့ငုတ်ချီပေါ်ကြီးဖြစ်ရင်လေဟိုတုန်းကလေဧည့်သည်လာမှလို့အင်မတန်ဝန်းဝန်းတာတာနဲ့ပြောတဲ့အမေဘာဆိုသွန်ပြစ်တာလက်ဖက်ချောက်ရိုးအခုံမခံမှုအိမ်လည်းကျွန်တော်သားသမီးတွေတခါတည်းတင်ထားတယ်လက်ဖက်ချောက်ရိုးခုံနဲ့ကြားထဲကတောက်တဲ့ကောင်ငါပြောတယ်ကိုတော့အနိုင်နိုင်ခစ်တယ်ဖြစ်လာခဲ့ပြီပြောချင်တာတခါတော့တငယ်ချင်းသုံးယောက်ကဘီယာဆိုင်တွေ့ကြတယ်အတိတ်နမိတ်နဲ့ပတ်သက်လို့ပြောပါအောင်မယ်ဘီယာဆိုင်တွေ့တော့တငယ်ချင်းတယောက်ကတော့ဇနီးကမိဖွားပြီးတာ9ရက်ရှိပြီတဲ့နောက်တယောက်ကမိဖွားပြီးတာ3ရက်ရှိပြီဒီတယောက်ကမနေ့ပြန်တစ်ဘက်မှာဖွားမဲ့တငယ်ချင်း3ရက်ဘီယာဆိုင်တွေ့တော့ဘီယာတယောက်တစ်ခွက်မှားပြီးတောက်ကြတော့ပထမဆုံး9ရက်ရှိပြီမိဖွားပြီးတဲ့တငယ်ချင်းကပြောတယ်ငါတိတ်နမိတ်နဲ့ငါမယုံဘူးတဲ့အခုတော့ယုံပြီတဲ့လူကြီးတွေပြောတာငါအခုမှယုံတယ်နမိတ်များရှိတာကြိုပြတယ်ဟာပြောပါဦးအခုငါမျိုးသမီး9ရက်ရှိပြီမိရနဲ့မှာသိတယ်လေအေးသူမမွေးခင်ကဖတ်တဲ့စာအုပ်အေးပြောပါဦးသူနှစ်ကိုယ်တဲ့မွေးလည်းမွေးရောမှားဘူးဗျာနမိတ်ကကြိုပြတယ်သူနှစ်ကိုဖတ်နေတာဆိုတော့ဒုတိယတန်ငယ်ချင်းဟာအဲ့ဒါဆိုဟုတ်ပြီဗျကျွန်တော်တန်ငယ်ချင်းလည်းအဲ့လိုပဲဘာလို့လဲဟာမမွေးခင်ဗျာအခုမိဖွားပြီးတော့3ရက်ရှိပါသေးတယ်ဒါပေမဲ့မမွေးခင်ဖတ်တာသဲကြီးမဲကြီးဖတ်လို့ပြောရတယ်ဟဲ့အဲ့လိုကြီးမဖတ်နဲ့မချမ်းမမှာဖြစ်မယ်ဆိုတော့မရဘူးဒါဖတ်ပြီးမှအခုကျုပ်ကမွေးမှဘာသာဥတုံးဆက်ကြည့်လိုက်တော့အမရဲ3ပေါ်တယ်မိလည်းဖွားရော3ပေါ်ဘူးဗျာဆိုတော့မနေ့ပြန်တဲ့ဘက်မိဖွားမဲ့ဇနီးရဲ့ယောက်ျားကနည်းနည်းလန့်လာတယ်တကယ်ချင်းတော့မင်းတို့တောင်းနဲ့ပြန်လာပြီးအဲ့ပစံငါရှင်းမယ်အခုငါမိမနေ့ပြန်ဖွားတော့မှမိဖွားတော့မှသူဖတ်နေတဲ့စာအုပ်ငါသွားလဲရုံပဲပြန်လာခဲ့မယ်နေစမောင်မင်းတော့ကောင်းလုပ်ပြီးဘုံမင်းတို့ကမွေးပြီးပြီလေလုပ်ပြီးမလုပ်နဲ့ငါကအခုအရေးကြီးလို့ပါမင်းတို့ပြောတဲ့အတိုင်းဆိုအရေးကြီးနေပြီအိမ်ခဏလေးပြန်ပြီးစာအုပ်ချင်းလဲပြီးငါပြန်လာမှာဟုတ်ဗျာမင်းမအခုဘာတွေဖတ်နေလို့တော့အလီဘာဘာနဲ့ခိုးစား40အလောက်တော့လေမမွေးဘူးထင်ပါရဲ့အတိတ်နမိတ်လည်းယုံတော်မူကြပါသို့သောလည်းပဲနည်းနည်းချင်းပေါ့ကျွန်တော်တို့လူငယ်တွေဟာခဏအဲ့ဒါလိုခစ်ကိုအစ်စ်တော့ယဉ်ကျေးမှုတွေတကားလာခောက်တဲ့ခစ်နဲ့ကြုံနေရတဲ့ခါမှာကျွန်တော်တို့ကအမျိုးသားဇာတိဥပဒေလက္ခဏာလို့ပြောနေခြင်းဒီနောက်များကြမလားဒါကြောင့်မိရင်ဖရင်များနဲ့တကွဒုတိယမိခင်ဖခင်များဖြစ်သောဆရာဆရာမများအပါဝင်တန်ဃာတော်ရှင်သူများမြို့မိမြို့ဖများကလေးတွေရဲ့အနာဂတ်ကိုချစ်မြတ်နိုးကြသောတောင်ငူသူတောင်ငူသားများကကလေးတွေစာကြည့်တိုက်ကိုရောက်အောင်အမျိုးဘာသာသာသနာကိုချစ်တတ်အောင်တိုင်းပြည်နဲ့လူမျိုးကိုချစ်တတ်အောင်ကျွန်တော်တို့ရဲ့စာပေကျွန်တော်တို့ရဲ့ဂီတကဗျာအမှုပညာသည်အစင်တန်းမြင့်နေဆိုတဲ့စိတ်မျိုးရင်ထဲရောက်အောင်အားလုံးကဝမ်းကြဝန်းကြကြိုးပမ်းကြမှကျွန်တော်တို့ကလေးတွေဟာမြန်မာဇာတိဥပဒေလက္ခဏာဖြစ်သော national identity ကိုဆက်လက်ရရှိမှဖြစ်ပါတယ်ဒီတာဝန်ကျွန်တော်တို့မှာလည်းရှိပါတယ်ဒါကြောင့်ကျွန်တော်တို့သားသမီးများနှလုံးသားနူးညံ့အောင်နှလုံးသားလိမ္မာအောင်ကျွန်တော်တို့အားလုံးကဝမ်းကြဝန်းကြပါစို့စန္ဒပြုနေကုန်းချုပ်ပါတယ်